အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မြောက်ကိုဆွေးနွေးပေးမယ့်အကြောင်းအရာတော့ဒီနောက်ဥရောပနိုင်ငံဒီနောက်စုအဖွဲ့တွေဒီအမားတွေတော့ရုရှားယူကရိန်းစစ်ကပြည်ပြင်းနေတာချိန်မြင့်လာဒီအကြောင်းနဲ့ပတ်သက်ပြီးလည်းမြောက်ဆွေးနွေးပေါ့ဒါဒီပြီးခဲ့တဲ့တနေ့ကတနင်္ဂနွေနေ့ကပေါ့ဒါရုရှားဘက်ကယူကရိန်းကီးယက်မြို့ကိုဒရုန်း360စင်းနဲ့တိုက်ခိုက်ဒါဒီတနင်္ဂနွေနေ့ပြီးတော့ဒါတနင်္လာနေ့ထပ်ပြီးတော့ဒါ355စင်းနဲ့တိုက်တယ်ပြီးဒီတစ်ဖက်ကဇိုင်း9စင်းနဲ့ပြဒီနှစ်ရက်ဆက်တိုက်တာပြန်ထန်တိုက်ခိုက်တာကြည့်ဆိုရင်ဒီရုရှားယူကရိန်းစစ်ဖြစ်တာဟိုဒါ2020ခုနှစ်နောက်ပိုင်းမှာဆိုရင်ဒါရှေ့နေရတာတော်တော်လေးကိုပြင်းပြထန်ဖြစ်ခဲ့တာကိုတွေ့ရတာယူကရိန်းအနေနဲ့ကလည်းဒီအနောက်ဥရောပနိုင်ငံတွေကထောက်ပံ့ပေးထားတဲ့ဒီတာဝတ်ပစ်ဒုံးကြီးကိုဒါဒီရုရှားနယ်မြေအတွင်းပိုင်းနဲ့အထိကိုဒါပြစ်ခတ်ခွင့်တွေကိုမကန့်သက်တော့ဘဲနဲ့ဒါပြစ်ခတ်ခွင့်ပေးလိုက်တော့ဒီရှက်ကပဲဒါဒီရုရှားယူကရိန်းစစ်ပြီးကိုဒါတဖြည်းဖြည်းနဲ့အချိန်ထပ်ပြီးတော့မြင့်လာဒီချက်တွေပဲတိုင်ခဲ့ဒါဒီဒလောလေးတော့ဆိုရင်ဒါဒီယူကရိန်းဘက်ကဒါဒီမော်စကိုကိုဒါရိုးမြောက်များနဲ့ဒါဒီသမ္မတပူတင်လောက်ကြံတာဒီခင်းကျင်းတွေဒီဖြစ်စဉ်တွေကိုကြည့်မယ်ဆိုရင်ဒါဒီရုရှားယူကရိန်းစစ်ကဒါပြည်ပြင်းနဲ့အချိန်မြင့်တင်ဖို့အတွက်ဒါနောက်ကိုလည်းဒါမီးမောင်းထိုးပေးနေတဲ့အနေအထားတွေကိုရောက်လာပြောရင်ဒါဒီတစ်ဖက်ကဒါအမေရိကန်သမ္မတဒါဒေါ်နယ်ထရန့်အနေနဲ့ကလည်းဒါပူတင်ရဲ့ဒါနောက်ဆုံးချိန်တိုက်ခိုက်မှုဒီတိုက်ခိုက်မှုကဒါဒီလုပ်ရက်တွေကအယူလုပ်ရက်တွေဖြစ်တယ်ဆိုပြီးပြောဆိုထားတာဒါဒီတစ်ဖက်ကပြန်ပြောတာကျတော့သူ့အနေနဲ့ဒီသမ္မတပူတင်ကိုဒါဒီယူကရိန်းဘက်ကလုံးကျန်တာနဲ့ပတ်သက်ပြီးမသိပါဘူးသူပြောထားတာဒီအချိန်တွေနှစ်ခုကိုဆက်ပြီးကြည့်ဆိုရင်ဒါဒီဘာပေါ်မှာအကောင်းဆုံးထောက်လိုင်းအင်အားရှိတဲ့ဒီနိုင်ငံကြီးရဲ့ဒါသမ္မတတဦးအနေနဲ့ကခုဒီလက်ရှိပေါ်ဒါကမ္ဘာအခင်းကျင်းအားလုံးကိုဒါပြောင်းလဲသွားနိုင်တဲ့ဖြစ်စဉ်မျိုးပေါ့ဒီလိုဖြစ်စဉ်မျိုးကိုဒါသူကမသိပါဘူးဆိုတာဒါဖြစ်နိုင်စရာအကြောင်းမရှိဘူးပြောချင်တာဒီနောက်ကွယ်ကဇလန်းတွေပါဒါဒေဂျာဘော့ဒါအမေရိကန်ကရှိဖို့ရှိအောင်ဒါဒီရုရှားဘက်ကတိုက်ခိုက်တဲ့ကြောင်းအရာတွေနဲ့ပတ်သက်ပြီးဆက်ကြည့်မယ်ဆိုရင်ဒါရုရှားအနေနဲ့ကဒါဒီသူရဲ့280ပြည့်ပေါ့ဒါဒီ battery day မှာဆိုရင်ဒါယူကရိန်းဘက်ကဒါဒရုန်းမြောက်ညာနဲ့တိုက်ခိုက်တာချက်ပြီးရင်ဒီ cast ကိုသွားတဲ့ဒါဒီပူတင်ရဲ့ဒီဟိုဒါဒီယူကရိန်းဘက်ကလောက်ကျန်တဲ့ချက်ဒီချက်တွေနဲ့ပတ်သက်လို့ဒါသူတို့အနေနဲ့ပြန်တုံ့ပြန်လာလို့ဒါယူဆရတယ်ပေါ့ဒီရှင်းတွေနဲ့ပတ်သက်ပြီးဒါ23ရက်တယောက်ဒါမေလ23ရက်နေ့ကလည်းဒါဒီရုရှားအနေနဲ့ကဒါသူတို့ဒီစစ်မဲ့ဆုံးပေါ့ဒါဒီယူကရိန်းနဲ့ဒါနဲ့ဆက်တလျှောက်မှာဒါစစ်မဲ့ဆုံးဒီဆောက်ဖို့အခြေအနေရှိတယ်ပြီးရင်ဒါဒီကျင်းဒီတုံပန်းပေါ့ဒါ3000လောက်ကိုဒါသူတို့လဲလှယ်ဖို့လှုံ့ဆော်တာဒီရှက်တွေကိုကြည့်မယ်ဆိုရင်ဒါပူတင်အနေနဲ့ပေါ့ဒါယူကရိန်းပေါ့မလို့အနေနဲ့ဒါဒီသူသိမ်းထားတဲ့နေမြေတွေကိုပဲပေးမလားဒါမှမဟုတ်ဒါဆက်တိုက်မလားဆိုတဲ့အခြေအနေကိုဒါရွေးချယ်ခိုင်းတဲ့တဘောကိုတွေ့နေရတာဒါဒီခုလက်ရှိပေါ့ဒါဒီရုရှားနိုင်ငံအနေနဲ့ကလည်းအခုဒီစစ်ပွဲအတွင်းအတွက်ဒါဒီနေတိုးတစ်ဖက်ကပါလာမယ်ဆိုတော့ဒါသူကြိုသိတယ်ဒီချက်တွေကိုကြိုသိတာဖြစ်တဲ့အတွက်ဒါသူ့အနေနဲ့စစ်တီဒါလူကြီး25တန်းကိုဒါသူစီယုံထားတာရှိတယ်ပြီးရင်ဒီတစ်ဖက်ကဒါ3တန်းကိုတော့ဒါစေးလေးကျက်ပေးထားတွေ့ရတယ်ဒါဒီဖင်လန်နယ်ဆက်မှာဆိုလဲစစ်တီရှောက်သိန်းကိုဒါသူ့အနေနဲ့တက်ဖြတ်ထားတာရှိအောင်ပြောချင်တာဒီရုရှားဘက်ကဒါဒီခုလက်ရှိဒါဒီစေးရှင်တွေမှာဆိုရင်ဒါဥရောပစစ်မျက်နှာတစ်ခုလုံးအတွက်ကိုဒါဒီတိုက်ပွဲဖြစ်ဖို့အသင့်အနေထားတီကိုဒါကြိုတင်ပြင်ဆင်ထားတာကိုတွေ့နေတာဒီနေ့ပြောချင်တဲ့အကြောင်းအရာကခုဒီနောက်အုပ်စုတွေအနေနဲ့ပေါ့ဒါသူတို့အနေနဲ့သူတို့ရဲ့ဆုံးဖြတ်ချက်တွေသူတို့ရဲ့ပါဝင်ပတ်သက်မှုအမှားတွေကဒါဒီနောက်ဆုံးပေါ့ဒါအရှင်တွေရမှာဆိုရင်ဒီကမ္ဘာပေါ်မှာဒါဒီဘယ်နိုင်ငံကမှဒါလူမှဒါတားဆီးလို့မရတဲ့ဒီဖျားပြင်းတုံးကြီးတွေပိုင်ဆိုင်ထားတဲ့ပေါ့ဒီရုရှားနိုင်ငံဒီနိုင်ငံကပဲဒါသူ့ရဲ့ဒီရှင်တွေပေါ့ဒါသူ့ရဲ့ဒီစွမ်းရည်တွေသူ့ရဲ့လုပ်ပိုင်ခွင့်တွေဒါတွေအားလုံးနဲ့ပဲဒါသူ့အနေနဲ့ဒီဒါယူကရိန်းနယ်မြေဒေသအားလုံးကိုသူလိုချင်တဲ့အပိုင်းအထိကိုဆက်ပြီးတော့တိုက်ခိုက်နေပေါ့ဒါကြားဝင်လာတဲ့အခုဒီနောက်ဥရောပနိုင်ငံတွေအားလုံးကဒေသပေါ့ဒါယူကရိန်းနဲ့ရောပြီးတော့ဒါသူတို့အနေနဲ့ဒါရုရှားရဲ့ဒါတိုက်ခိုက်မှုထပ်ပြီးတော့ခံရလာနိုင်တယ်လို့ဒါကျွန်တော်အနေနဲ့မြင်မိတာအားလုံးကိုကျေးဇူးတင်